ဖျားသခင်သည်သင်တို့နှင့်ရှိပါစေရှင်ယောဟန်ရေးထားသောတန်ရှင်းသောအင်္ဂလိပ်ကျမ်းသည်သင်တို့ဟာငါဧကံမှန်ဆိုသည်ကအစေခံသည်မိမိ၏သခင်ထက်ကြီးမြတ်သည်မဟုတ်စေလွတ်ခြင်းခံရသူသည်လည်းစေလွတ်သောသူထက်ကြီးမြတ်သည်မဟုတ်သင်တို့သည်ဤအကြောင်းအရာများကိုသိရှိ၍လိုက်နာဆောင်ရွက်ကြပါလျှင်မြင်္ဂလာရှိကြ၏ငါသည်သင်တို့အားလုံးကိုပြောဆိုနေခြင်းမဟုတ်ငါရွေးချယ်ထားသောသူတို့ကိုငါသိ၏ဤသို့ဖြစ်ရခြင်းမှာငါနှင့်အတူပေါင်မုံကိုစားသောသူသည်ငါကိုခြေဖြင့်ကံကြောက်လေပြီဟုသောကြမ်းကြက်ပြည့်စုံမည်အကြောင်းသည်ထိုအကြောင်းအရာမဖြစ်ပြတ်မီငါသည်ယခုသင်တို့အားထိုအရာကိုပြောထားလေပြီသို့မှသာထိုအကြောင်းအရာဖြစ်ပြတ်လာသောအခါငါသည်ထိုသူဖြစ်သည်ကိုသင်တို့ယုံကြည်ကြလိမ့်မည်သင်တို့အားငါဧကံမှန်ဆိုသည်ကားငါစေလွတ်သောသူမည်သူကိုမဆိုလက်ခံသောသူသည်ငါကိုလက်ခံ၏ငါကိုလက်ခံသောသူသည်ငါကိုစေလွတ်တော်မူသောသူကိုလည်းလက်ခံ၏ဟုမိန့်တော်မူ၏ဖျားသခင်အင်္ဂလိပ်နှုတ်ကပတ်တော်ပေတည်းခင်ခရစ်တော်သည်မိမိတပည့်တော်ကြီးတွေကိုချစ်ဆေးခြင်းအမှုပြုပြီးတဲ့အခါမှာယနေ့အင်္ဂလိပ်ကျမ်းမှာပြောရကြရတယ်အစိခံသည်ဆရာသခင်ထက်မသာဘူးတဲ့အစိခံသည်ဆရာသခင်ထက်မသာဘူးဒီနေ့အဖြစ်ဆရာသခင်ထက်သာအောင်အမှုကိုပြုဖို့ရန်အတွက်ဘုရားရှင်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဒီဖျားကဲ့သို့ service ပေးဖို့ရန်အတွက်ဤလောကတတ္တ၌ဖိတ်ခေါ်ခြင်းခံရတာဒါကြောင့်ခရစ်တော်ဒီ order ကိုမပေးခင်မှာ don't just know it but do it သင်သိုံနဲ့မကဘူးလက်တွေ့မှာလှုပ်ဆောင်ပါလက်တွေ့မှာလှုပ်ဆောင်ပါအခါမှာ Franciscanယဟန်တော်တစ်ပါးက Franciscan မှာအများကြီး Franciscan အသင်းကိုင်းမှာမျိုးမျိုးအသင်းခွဲလေးတွေရှိတယ်ပေါ့နော်သူတို့ရဲ့ spirituality ဝိညာဉ်ရေးအသက်တာလမ်းစဉ်ကိုလိုက်ပြီးအသင်းကိုင်းတွေရဲ့ပုံစံလေးတွေအနည်းငယ်ကွာခြားမှုရှိတယ်အဲ Franciscan of Renewal ဖုန်းတော်ကြီးတစ်ပါးကသူ့ရဲ့အသင်းကိုင်းမှာ vocation promotion လုပ်တယ်ဒီခေါ်မှုချင်းနဲ့ဆိုင်သောအသည့်တွေကိုဘာသာသူတွေကိုဝင်ငှဖို့ရန်အတွက်သာသနာတစ်ခုကိုရောက်ရှိလာတယ်ရောက်ရှိလာတဲ့အခါမှာသူကပြောပြတယ် Franciscan of Renewal ကဝိညာဉ်ရေးလမ်းစဉ်ကဒီလိုဖြစ်တယ်လူငယ်တွေအများကြီးလိုအပ်တယ်သူတို့ရဲ့အသင်းကိုင်းမှာအများကြီးလိုအပ်တယ်သင်တို့ရဲ့အင်အားလိုအပ်တယ်ဆိုတဲ့အကြောင်းနောက်သူ့ရဲ့ဒီခေါ်မှုချင်းဘဝကိုသူရှင်းပြတယ် Franciscan of Renewal ကလမ်းစဉ်ကဤသို့ဤပုံရှင်တန်ရတယ်ဆိုတာသူရှင်းပြတယ်ဒါနဲ့အားလုံးပြီးတဲ့အခါမှာမစ္စာပြီးမှလူငယ်လေးတယောက်ကလာပြီးဖုန်းတော်ရနှုတ်ဆက်တယ်ကိုရော I was so moved by your talk ကိုရောရဲ့စကားဝိုင်းကိုကြည့်ပြီးကိုရောရှင်းပြတာကြည့်ပြီးတပည့်တော်တအားစိတ်ထဲမှာခံစားရတယ်သဘောကျတယ်ဆိုတော့တပည့်တော် Franciscan of Renewal ဖြစ်ဖို့ဒီအသင်္ကိုင်းဝင်မှာပါဝင်ဖို့စိတ်ဝင်စားတယ်တဲ့ဒါနဲ့ယတိသူတို့ကယတိယဟန်ပေါ့ယတိဖြစ်တဲ့သူကပြောပြတယ် Okay တို့စီမှာ we own nothingငါတို့ဘာမှမပိုင်ဘူးနော်အဲ့ဒါကိုသင်သိထားရမယ်ပြီးရင် we live in absolute poverty တကယ်ဆင်းရဲခြင်းအထွတ်အထိပ်မှာတို့ကရှင်သန်ရတာနေ့စဉ်ကိုယ်အစားအစာအတွက်လိုက်တောင်းရတာတို့ကဒါနဲ့ mendicant order ဖြစ်တယ်သူပြောတယ်ကိုတော့ဘာမှမပိုင်ဘူးဆိုတော့တပြည့်တော့လည်းဘာမှအများကြီးမရှိဘူး okay သေးတယ်
absolute poverty စင်စင်ရဲရဲနေရမယ်သင်္ကန်းဝိယုံနှစ်ခုကလွယ်လို့ဘာမှအင်ဂျင်နဲ့စုံကလွယ်လို့ဘာမှမပိုင်ရဘူး okay သေးတယ်အစားအစာအတွက်လိုက်တောင်းစားတာတော့အဆင်မပြေဘူး I'll practice ငါပဲ I'll practice my humble way on my own နဲ့ငါပဲနှိမ့်ချခြင်းကျင့်မှာတော့မယ်မတတ်နိုင်ဘူးတဲ့လူတော်များများကကျွန်တော်တို့ဘဝတတ္တာမှာသူတစ်ပါးရှင်တန်လျှောက်လန်းတာကိုထောက်ပြဖို့ရန်အတွက်တော့တတ်နိုင်ကြတယ်ဒါပေမဲ့ကိုယ်တိုင်ရှင်တန်မလားဆိုရင်ရှင်တန်ဖို့ရန်အတွက်အလွန်ခဲရင်တာကိုတွေ့ရတယ်ဆိုတော့နေ့အင်္ဂလိပ်ကျမ်းမှာဘုရားရှင်ကကျွန်တော်တို့ဒီခြေစည်းခြင်းအမှုပြီးတဲ့အခါမှာဒီပညတ်ကိုပေးတယ် don't just know it သိယုံနေမရဘူး do it ကျင့်ပါစိတ်ငြိမ်ရမယ့်အချိန်မှာစိတ်ငြိမ်ရမယ်ဆုတောင်းရမယ့်အချိန်မှာဆုတောင်းရမယ်ပြောတဲ့ပြောထိုက်တဲ့အရာကိုပဲပြောရမယ်ကိုဘဝတတ္တာနဲ့ကိုက်ညီသောရှင်တန်မှုပဲပြုရမယ်ဆိုတာကိုဒီနေ့အင်္ဂလိပ်ကျမ်းမှာတို့ကိုသတိပေးခြင်းဖြစ်တယ်တကယ်စစ်မှန်သောကောင်းကြီးတွေဆိုတာ true blessing come from action စစ်မှန်သောကောင်းကြီးတွေကပြုလုပ်ခြင်း၌လာတာကျွန်တော်တို့ဆောင်ရွက်ခြင်း၌လာတာ not just information သိယုံနဲ့တွေမရဘူးဟာကိုတော့တပည့်တော်နှစ်ပေါင်း40ရှိပြီနှစ်ပေါင်း50ရှိပြီမစားတက်လာတာအသက်က80ရှိပြီအကုန်သိတယ်သိယုံနဲ့မရပါဘူးမရဘူး true blessing come from action သင်ကျင့်ဆောက်တည်ခြင်းကနေကောင်းကြီးရလာတာဒါကြောင့်မစ္စားတွေဘယ်နှကြိမ်ဘယ်နှခါတက်ခဲ့လဲဆိုတာထက်ဘယ်နှကြိမ်ဘယ်နှခါငါမစ္စားတရားမှာအကောင်းဆုံးကြိုးစားနာယူပြီးလက်တွေ့ဘဝမှာဆောက်တည်ခဲ့တယ်လေအရေးကြီးပါတယ်အဲ့ဒါအရေးကြီးပါတယ်သခင်ခရစ်တော်ကသူ့ရဲ့အခွင့်အာဏာကိုသူ့ပေါ်မှာနှိမ့်ချစွာဆောင်ရွက်သူ့ရဲ့အမှုတော်ကိုဆောင်ရွက်တဲ့သူပေါ်မှာသူတည်စေတာ those who serve him humbly နှိမ့်ချစွာနဲ့သူ့ကိုဆောင်ရွက်နိုင်တဲ့သူဒါကြောင့်နှိမ့်ချခြင်းဒီသင်ဘဝကျွန်တော်တို့ဘဝကိုယ်စီမှာလွန်တရားအရေးကြီးတာဖြစ်တယ်မနှိမ့်ချတဲ့သူကိုဘလို့မှပြင်ပေးလို့မရတယ်လို့နှိမ့်ချခြင်းမရှိတဲ့သူကဘယ်တော့ခါမှသူ့ထဲမှာရှိသောဖျားကိုသူမမြင်နိုင်ဘူးဒါကြောင့် Saint Augustine ကဒီလိုပြောတယ် Your whole humility consists in knowing in humbling yourself သင်ကိုသင်နှိမ့်ချခြင်းအဖြစ် knowing yourself သင်ကိုသင်အကောင်းဆုံးသိနိုင်တယ်နှိမ့်ချခြင်းအဖြစ်ငါဘာတူလဲငါဒီခရစ်ယာန်တယောက်ဖြစ်တယ်ကက်သလစ်ခရစ်ယာန်တယောက်ဖြစ်တယ်ငါရဲ့ဝတ္တရားတွေကဘာလဲနှိမ့်ချခြင်းအဖြစ်အကောင်းဆုံးသိနိုင်တယ်ဒါပေမဲ့မာနက pride does it is its own will မာနတော့ငါကြိုက်တာပဲငါပြောမှာငါပြောတာကိုပဲနားထောင်ရမှာဟာကိုတော့ကျွန်တော်ကောင်းကောင်းပြောပလိုက်တာလက်ညှိုးကိုငေါက်ထိုးပြီးတော့ကျွန်တော်ကောင်းကောင်းပြောပလိုက်တာကျွန်တော်ဟိုလူကိုဒီလူကိုပြောလိုက်တာအဲ့ဒါမာနလာတာနတ်ဆိုးရဲ့လမ်းစဉ်ဖြစ်တယ် pride does it its own will သူ့ရဲ့ဆန္ဒအတိုင်းကိုသူသွားတာ but humility does the will of God နှိမ့်ချခြင်းကဖခင်ရဲ့လူတော်ကိုအကောင်းဆုံးသိဖို့ကျွန်တော်တို့ကိုကူညီပေးနေတယ် not beating yourself up နှိမ့်ချခြင်းအဖြစ်သင်ဘယ်ရာမှမဆုံးရှုံးသွားဘူး just being honest about who God is ဖခင်ဘယ်သူလဲဆိုတာကိုနှိမ့်ချတဲ့သူကကောင်းကောင်းသိနိုင်တယ်ဒီပြင် who you are သင်ဘယ်သူလဲဆိုတာကိုလည်းသင်ကိုသိဖို့ရန်အတွက်နှိမ့်ချခြင်းကကူညီပေးတယ်ဒါကြောင့်ခင်ခရစ်တော်ကဒီ humble service ပြီးမှဒီပညတ်ကိုပေးတာတပည့်တော်ကြီးတွေခြေကိုသူဆေးပြီးတဲ့အခါမှာသူဆေးတယ်လို့သူ့ရဲ့တပည့်တော်တွေလည်းအစေခံကြရမယ်အဲ့ဒီအစေခံဖို့မရှိမဖြစ်လိုအပ်ခြင်းသည်နှိမ့်ချခြင်းပါရမီဖြစ်တယ်ဆိုတာကိုဘုရားရှင်သင်ကြားပေးခြင်းဖြစ်ပါတယ်ဆရာလုပ်တဲ့သူကနှိမ့်ချခြင်းရှိရမယ်ဥဆောင်တဲ့သူကနှိမ့်ချခြင်းပါရမီကိုအမြဲတမ်းဝတ်ဆင်ရမယ်မဟုတ်ဘူးဆိုရင်မပြောခင်တည်းကမာနကရှေ့မှာထားရင်ကိုယ်ဆန္ဒပဲလုံမိမှာဖြစ်တယ်ဖခင်ရဲ့အလိုတော်ကိုဘယ်တော့ခါမှလုံနိုင်မှာမဟုတ်ပါဘူးဖခင်အလိုတော်ကိုလုံနိုင်ခြင်းကိုဒီနေ့ပထမကျမ်းစာမှာကျွန်တော်တို့ကြားရတယ်ကယ်တင်ခြင်းရဲ့ summary of salvation history ကယ်တင်ခြင်းရဲ့သမိုင်းအနှစ်ချုပ်ကဒီနေ့ပထမကျမ်းစာမှာဖော်ပြတယ်အားလုံးကခရစ်တော်ဖခင်ရှင်ရဲ့နှိမ့်ချသောသဘောနဲ့ဖခင်အလိုတော်ကိုဆောင်ခြင်းဖြစ်တယ်ကိုစီတတ်တာမှာငါနှိမ့်ချခြင်းပါရမီရှိသလားတကယ်ကောင်းကြီးတွေကိုကျွန်ုပ်ပြုလုပ်ခြင်းဖြစ်စူးစမ်းခြင်းဖြစ်ကိုယ့်ရဲ့အရှင်နဲ့စူးစမ်းခြင်းဖြစ်
ကျွန်တော်ကောင်းကြီးတွေကိုရအောင်ပြုလုပ်နေသလားဒါမှမဟုတ်ရင်တိတဲ့အတိကိုအတိ level just information အနေနဲ့ပဲကျွန်တော်တို့ရှင်းတန်နေသလားဒီနေ့ကိုစီမေကွန်မေးဆန်းစစ်ရမှာဖြစ်တယ်ကျွန်တော်ဒီထာဝရဘုရား၏ကောင်းမြတ်ခြင်းကိုထာဝစဉ်တခြင်းဆိုမိ